နေစဉ်နဲ့အမျှကိုစားတဲ့ထဲကစားဦးစားပြားဆွမ်းတော်လေးကိုကပ်ဖြစ်အောင်ကပ်ပန်းလေးတစ်ပွင့်လှူဖြစ်အောင်လှူရေချမ်းလေးတစ်ခွက်ကပ်ဖြစ်အောင်ကပ်ပြီးနေစဉ်လှုပ်သွားမယ်ဆိုရင်ကုသိုလ်တွေဟာအမှန်တမ်းကြီးမားတဲ့ကုသိုလ်တွေဖြစ်လာမှာဖြစ်သေးကြတယ်နော်ဆွမ်းလေးတစ်စုံလောင်းတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ပန်းလေးတစ်ပွင့်လှူတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ရေချမ်းလေးတစ်ခွက်ဆက်ကပ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုဟာနေစဉ်တစ်ခုတစ်ခုတော့လှုပ်ဖြစ်အောင်လှုပ်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်တွေဟာတနေ့တစ်စက်ရေပေါက်ကလေးကြားတဲ့အခါမှာအိုစီကြီးတောင်းမှပဲပြည့်သွားတယ်လို့ပဲဓီရောပုရတိပုံညတထောကံပိအာစိနာနည်းနည်းလေးနဲ့ပြုလို့ရင်ကနေပြီးတော့တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်တရားတွေနဲ့ပြည့်သွားမှာဖြစ်တယ်လို့ကုသိုလ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအထင်မသေးဘူးဆိုပြီးတော့ဒီတရားကိုဟောကြားခဲ့တာဖြစ်တယ်